အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည် GPM လေးပါ Minecraft Hardcore Series episode 2ကကြိုဆိုပါတယ် episode 1မှာတင်မလို့ဖြစ်ပါလိမ့်တယ်ကျွန်တော်တွင်းတွင်းနေနဲ့ data ပေါင်းရှားတွေ့တယ်အဲ့မှာ diamond တွေအများကြီးတွေ့တယ်နှစ်တုံးမတွေ့ရပါWarden spawn လာတယ်ဒီပါဦးစင်သွားတယ် Warden ကWarden နဲ့မတည်ဘဲနဲ့ zombie skeleton တို့နဲ့တည်တော့ပြောရတယ်အပေါ်ပြန်ရောက်တော့ဝိဖန်ဆဆောက်တယ်ဝီကန်ဆောက်ပြီးတော့နွားချန်ဆောက်တယ်အင်းဘီဘတ်တွေကိုဗမ်းမေးလိုက်တိုက်တယ်ပြီးတော့ရေပန်းဆောက်တယ်တောင်ပေါ်သွားရင်းနဲ့ဖေးလေးတစ်ခုရှာတွေ့တယ်ဒီပလေရှားရှိက brand နဲ့ Apple ဝယ်တယ်ရှူကင်းကောဆောက်လိုက်တယ်ဒီဗီဒီယိုကဒီလောက်ပါပဲနောက် episode မှာတွေ့ကြမယ်